ကောင်မလေးကလမ်းပေါ်မှာလူတစ်ယောက်နဲ့မတော်တဆတိုက်မိသွားခဲ့ပါတယ်။သူမလည်းကမန်းကရန်တားမှန်ပြီးအလော်တကြီးထွက်သွားခဲ့တာကြောင့်အဲ့ဒီအမျိုးသားရဲ့ထူးခြားမှုကိုသတိမထားမိခဲ့ပါဘူး။အဲ့ဒီအချိန်မှာသူမဟာတခြားသူစီပစ္စည်းတစ်ခုသွားပို့ဖို့အတွက်အတော်လေးကိုအလင်းလိုနေခဲ့တာပါ။ဝင်ငွေကတာကောင်းမယ်ဆိုရင်ဘလို့အလုပ်မျိုးကိုမဆိုသူမလုပ်ဖို့အသင့်ပါပဲ။အဲ့ဒီညမှာပဲသူမဟာအော်ဒါအကြီးကြီးတစ်ခုရခဲ့ပါတယ်။ဖောက်တွေကသူမကိုလမ်းခွဲချင်းအထင်းမှကိတ်မုံသွားဖို့ခိုင်းတာပါ။သူမရောက်သွားတဲ့နေရာကတော့စီကားတိုင်းမဲ့လာတဲ့ပါတီပွဲကြီးတစ်ခုဖြစ်နေပါတယ်။အတော်လေးလိပ်ရှာပြီးတဲ့နောက်မှာတော့ဓာတ်ပုံတွေကအမျိုးသားကိုသူမနောက်ဆုံးတော့ရှာတွေ့သွားခဲ့ပါတယ်။သူဘသူလဲဆိုတာသိကြအောင်အတီးပြူပြီးတဲ့နောက်မှာတော့သူမဟာကိတ်မုံကိုထုတ်ပြီးစာသားကိုအထန်ကျကျနဲ့ဖတ်ပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီနေရာကဘသူကမှဂီယူဆိုင်ပုံမရပါဘူး။နောက်ဆုံးတော့တက်တဲ့အဖြစ်ဓာတ်ပုံရိုက်ဖို့လိုအပ်တဲ့အကြောင်းကိုသူမသတိပေးလိုက်ရပါတယ်။သူမအံ့ဩသွားတာကတော့အဲ့ဒီအမျိုးသားဟာဓာတ်ပုံရိုက်ဖို့အဆအဆုံးကောင်းကောင်းမွန်မွန်ပူပေါင်းပေးခဲ့တာပါပဲ။သူမပြင်ခရီးထုတ်ဖို့အလုပ်မှာအဲ့ဒီအမျိုးသားကသူမကိုလမ်းတားလိုက်ပါတယ်။အဲ့ဒီတော့မှသူမရဲ့နှုတ်ခမ်းဒီလမ်းမှာကြံခဲ့တာကိုသိလိုက်ရတာပါ။ဒါပေမဲ့သူကနှုတ်ခမ်းဒီကိုဒီအတိုင်းပြန်မပေးဘဲသူမကိုစားနှုတ်ကြည့်စေဖို့စူးစမ်းနေခဲ့ပါတယ်။သူတမန်တက်လုပ်နေတာလို့ထင်ပြီးသူမလည်းစိတ်တူတူနဲ့လွှဲထွက်လာခဲ့ပါတယ်။သူမမသိခဲ့တာကတော့အဲ့ဒီအမျိုးသားဟာမနက်ပိုင်းကသူမနဲ့လမ်းမှာမတော်တဆတိုက်မိခဲ့တဲ့သူဖြစ်နေတာပါပဲ။ပါတီပွဲကနေထွက်လာပြီးတာနဲ့သူမရဲ့ရီစားစီကဖုံးဝင်လာပါတယ်။နောက်တစ်ဆက်မှာပဲသူမရဲ့ရီစားဟာရှေ့မှာရုတ်တရက်ပေါ်လာခဲ့ပါတယ်။တခုခုမှားရွေးနေပြီဆိုတာကိုရိပ်မိလိုက်တဲ့သူမဟာသူ့နောက်ကိုချက်ချင်းလိုက်သွားခဲ့ပါတယ်။မကြခင်မှာပဲလမ်းကြားတစ်ခုတည်းရောက်သွားပြီးသူမရှိနေတာကိုမသိစေဖို့အတွက်သစင်းတယောက်ရဲ့ပါဇက်ကိုလမ်းပိတ်ထားခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲသူမရဲ့ရီစားဟာသူမကိုအသုံးချနေခဲ့တာဆိုတာကိုသိလိုက်ရပါတော့တယ်။ရင်ခွဲမတက်ခင်စားနေတဲ့သူမဟာစောစောကအမျိုးသားတယောက်အနားမှာရှိနေတာကိုတောင်သတိမထားမိခဲ့ပါဘူး။နောက်တနေ့ကြောင်းပြန်တက်တဲ့အခါမှာတော့သူမဟာလူအများရှိမှပဲရီစားဖြစ်သူကိုလမ်းခွဲစကားပြောလိုက်ပြီးသူပြောခဲ့တဲ့မြမှုသားစကားတွေကိုအားလုံးရှိမှဖွင့်ချလိုက်ပါတယ်။ဂယုမဆိုင်တယ်လို့ဟန်ဆောင်နေပေမဲ့လည်းအတူတူဖြတ်တန်းခဲ့တဲ့အမှတ်တွေကြောင့်သူမတိလက်ထဲချိတ်ပြီးမျက်ရည်ကျနေမိပြန်ပါတယ်။အဲ့ဒီအချိန်မှာမနေ့ကအမျိုးသားဟာတဖန်ပြန်လဲပေါ်လာခဲ့ပါတယ်။သူကတော့ဘာစကားမှမဆိုပဲတစ်ရှူးတစ်ထောက်ကိုဘေးမှာချပေးပြီးတိတ်တဆိတ်ပဲထွက်ခွာသွားခဲ့ပါတယ်။နှလုံးတစ်လုံးကြည်မွေးနေပေမဲ့လည်းဘဝကတော့ဆက်ရောက်ရအောင်မှမို့နောက်တစ်နေ့မှာသူမဟာအချိန်ပိုင်းအလုပ်ကိုဆက်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ပစ္စည်းပို့ရမယ့်နေရာကိုရောက်သွားတဲ့အခါမှာတော့အဲ့ဒီ order ဟာစောစောကအမျိုးသားရဲ့ order ဖြစ်နေတာကိုသိလိုက်ရပါတယ်။သူမရဲ့ဝေခွဲမရနေတဲ့မျက်နှာကိုမြင်တော့သူကသူမကိုတွေးကျင်လို့တမင်တက်တက် order မှာလိုက်တာပါလို့ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ပါတယ်။အိမ်ပြန်လမ်းမှာလည်းသူကသူမနောက်ကိုတကောက်ကောက်လိုက်နေခဲ့ပါတယ်။ဘာတက်နိုင်မှာပေါ့။နောက်ဆုံးတော့သူမလည်းဘာလိုချင်တာလဲလို့လမ်းမေးလိုက်ရပါတော့တယ်။အဲ့ဒီအမျိုးသားကတော့သူမကိုလိုက်ချင်လို့ပြောလာတဲ့အခါမှာတော့သူမဟာဘာမှဆက်မစင်စားတော့ပဲချက်ချင်းပဲညင်းပယ်လိုက်ပါတော့တယ်။